အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါလွယ်ကူရိုးရှင်းတဲ့ပဲတောက်ကြော်နီလာပြီးတော့ကြော်ပြမှာဖြစ်ပါတယ်ဒါကတော့ဝက်သားလောင်းထည့်ပေးထားပါတယ်ဝက်သားလောင်းတွေနဲ့ရချက်သွားပြီးဆိုရင်ပဲတောက်ထည့်ပေးလိုက်ပါမယ်ဒါကတော့မှုထည့်ပေးလိုက်ပါမယ်တူတူလေးတွေအချက်ညီသွားအောင်ဟိုဘက်ဒီဘက်ခဏလေးမှုပေးလိုက်ပါမယ်အနေငယ်ချက်လာပြီးဆိုရင်ဒီမှာရင်သွေးနဲ့ဖြော်ပေးထားတဲ့ခရုစီရဲ့အသားမောက်တွေနဲ့ရောပြီးတော့ထည့်ပေးလိုက်ပါမယ်အရသာတွေအနေငယ်စိတ်ဝင်သွားအောင်ဆက်မပြတ်လေးဖွေပေးလိုက်ပါမယ်နော်โอเคဒါဆိုရင်အားလုံးလည်းအချက်ညီသွားပြီဆိုရင်တော့မီးပိတ်ပြီးတော့အုပ်ချလို့ရပါပြီကဲဒါဆိုရင်လွယ်ကူရိုးရှင်းတဲ့ပဲတောက်ကြော်နီတပွဲရပါပြီအာဟာရချွဲပါပြီကျမရင်းနေလည်းညီညွတ်တဲ့ပဲတောက်ကြော်နီကိုကလေးလူကြီးတွေစားသုံးနိုင်ပါရှင်